မသိဘူးလားကျွန်တော်14ရက်နေ့မှာကျွန်တော်ဒါကျွန်တော်ရဲ့မိသားစုချပြလိုက်တာပဲကျွန်တော်မိမဘိုင်းလေဟောဆိုင်ဘလူမျိုးမှတ်နေတာကဟုတ်ဘိုင်းကြီးနေယောက်ျားရေဟာလာပြီလောက်ကြပါလိုက်လာပြီလားမသိဘူးဟုတ်မင်းကိုခေါ်နေပြီအဲ့လိုရှုပ်ယောက်ျားရေဟာဘာသူလဲမသိဘူးတန်းတော့လန်းလန်းတာဆောက်စားရေဘာလို့ရန်ချာခိုင်းမယ်နော်မြင်ရိုက်ပြီးမြင်ပြန်တော့ကိုတော့ကြောင်းကိုဒါအင်းတော်ကြောင်းလို့ဘယ်လိုဂျက်ကတော့ဘယ်လိုလဲပုံပြီးဘာဖြစ်လို့ဖတ်ပြင်းနေကြတယ်ဒီလားလာကြောင်းလေကြောက်လို့မင်းကြောက်လို့ဘာလို့ကြောက်တာတော့မိမလာကျမယောက်ျားလာချတာလေဟုတ်တယ်လေကျမကြီးဒီမရှိလို့လားရှိတယ်ဟုတ်တော့နိုင်တိုင်းမှာဆိုင်ဟိုဘက်ကနေကိုဆိုင်ဟိုဘက်ကနေလေဘာလို့ပြောလဲဒူနိုင်ရွှေပြည်သားချိန်ကနေလာနေကျွန်တော်နဲ့ဟုတ်ရှိပြီသားမကနေတဲ့အဲ့ဒါလေအနာလေးသွားလိုက်အောင်မယ်နော်တဲ့တဲလေးရေဆိုပြီးကိုရေဆိုပြီးထွက်သွားတာဟိုတဲလေးကိုလို့ခေါ်သေးရတဲလေးရေကိုရေဆိုပြီးငါကြနေရမယ်အဲ့ဒါဆိုလို့ရှိရင်နေအောင်ကြာပြစ်ဆိုပြီးထွက်သွားတာပေါ့ဟုတ်ပါဘူးအဲ့ဒါပြောနေတာလိုက်ရှာနေတာလေမနေ့ကျရင်မင်္ဂလာဆောင်ရတော့မယ်ဟုတ်ဗျာမင်္ဂလာဆောင်ပါနဲ့မနေ့ကျရင်မင်္ဂလာဆောင်ပါဟုတ်တယ်မနေ့ကမင်္ဂလာဆောင်မယ်လေဘိုက်ကြီးလေကြီးနေနော်ဒီဘက်ကရိုးကြီးတာမဟုတ်ဘူးတော့မနေ့ကမှမင်္ဂလာဆောင်ပါလေမင်္ဂလာမဆောင်ရင်ဟိုကနေကေပေးနဲ့လမ်းလွှဲပေးလိုက်တယ်ဘိုက်ကြီးကဒါဒီကစတိုင်းလေခေပေးနဲ့မင်္ဂလာဆောင်မယ်ရတဲ့လက်ဖက်ငွေနဲ့ခလေးမွေးမယ်အိုးနေဘောတနတ်ဘုံနဲ့နော်လက်ဖက်ငွေနဲ့ငါဆက်ပြမယ်ခလေးမွေးမလို့ရတယ်လက်ဖက်ငွေနဲ့ပဲဆောင်မဟုတ်ရငါအိုးကြီးငါမွေးပေးမယ်အဲ့ရွှေပြည်သားခလေးမွေးရပတ်စံလည်းကုန်တယ်မလို့နေလမ်းစီလို့မွေးကနေငါခေါ်လာငါပြောသေးတယ်လုံးမလို့တယ်ဘာလို့မို့တော့ပြောသေးတယ်လည်းပြက်ခလေးကမိုးမြင်ပြီးထွက်လာလိမ့်မယ်ရောက်မယ်ခလေးကိုကြောက်တယ်မြောင်းမှန်နေလားမသိဘူးလေဒီမှာပြောပြမယ်နော်ပြောသေးမကောင်းတာပြောဒီမှာဒီမှာမစီတဲ့ချက်တွေအကုန်ပြောပြမယ်ဒီနေ့ပြောဒီနေ့ကျွန်မနဲ့အကုန်ရှင်းမယ်ရှင်းဟာပြီလေရှင်းကောင်းလို့တိုးနိုင်လို့နားတော်လို့ရှင်းချတော့သင်ပေးထားတယ်မကောင်းတဲ့ချက်တွေအကုန်လုံးဒီနေ့ကချုပ်ပြမယ်အဲ့ဒါမကောင်းတဲ့ရုပ်ချောလိုက်ရှင်းထဲမှာခံစားနေတာပြောပြမယ်ရှ
တော့ခဏလေးလင်မယားရံဖြစ်နေတော့ဓာတ်ပုံလာရိုက်သေးတယ် မတော်လည်း မဆာမနာ သူကပြီးမဲ့လိုက်မော်တယ် လင်မယားရံဖြစ်တာမဖြေရှင်းပေးမနဲ့ကျွန်တော်က KTV လေးပဲသွားတာ အေးလေ သူကစပင်းရောက်နေစိုးတယ် ဟုတ်တယ် တစ်ချက်ဖြေရှင်းပေးကွာလိုက်ကွာပြီးတော့ကျွန်တော်ဘယ်သူနဲ့ယူရမှာတော့ အဲမလေး မရဲ့ တော်တော်တက်နေရ ကျင်းလိုက်တာ အဲ့ဆိုလည်းပြီးရောလားဓာတ်ပုံရိုက်ပေးလိုက်မယ် ကျင်းလိုက်တာရှင် ကဲရှင်းတော့ ဆိုင် ရှင်း စ တော့ ကားပြောတာစင်ကျင်နော်စကားပြောတာမစင်ကျင်အလေကောင်ခွေးနဲ့ပေါက်လိုက်ဘာမှနဲ့လေ ဟောက်ကြလိုက် တိတ်ခေါင်းတော့ဟောင်းလို့ ပေးလိုက်တော့လာတိုင်းမှာချောကလက်ရပါပြီပြန်တော့ အကြီးတွေကိုချောကလက်လာပြီးသေးတယ်နော် ဘာဖြစ်လို့လဲ ဟ